္ဂလာပါရှင် Swiss Smile မယ်ဆိုတာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကလေးတွေမဟုတ်ဘဲနဲ့လူကြီးတွေပါအကြိုက်သွေးစင်မဲ့ Snowflake Marshmallow Biscuit လို့ခေါ်တဲ့နင်းမုံလေးကိုဆိုတာနဲ့လုပ်ပြမှာဖြစ်ပါတယ်ဆိုရတူတူအဆုံးထိကြည့်ပါဦးနော်ဒါလေးတွေကတော့ပတ်ဝန်းပစ္စည်းလေးဖြစ်ပါတယ် Marshmallow ကို130 g သုံးထားပါတယ်biscuit ပေါ့နော် biscuit နဲ့အခြားကိုစားခြင်းနဲ့အစိအစံလေးတွေနဲ့အသီးကြောင်လေးတွေကိုထည့်စားနိုင်ပါတယ်ပုံမှန် recipe မှာတော့ strawberry အသီးကြောင်လေးတွေသုံးတာဖြစ်ပေမဲ့စုဒီမှာကမရှိတဲ့အတွက်ငှက်ပြောအသီးကြောင်ကိုပဲသုံးထားတာဖြစ်ပါတယ်ဒါကတော့ butter ပါကိုကိုအဖောင်တာကိုလည်းသုံးထားပါတယ်ပထမဆုံး butter ကိုထည့်ပေးလိုက်ပါတယ်စုရဲ့ recipe မှာတော့ ingredients တွေကိုအတိအကျကြီးချိန်ထားခြင်းမရှိပါဘူးရှင်ခန့်မှန်းကြည့်ပြီးလုပ်ထားတာဖြစ်ပါတယ်ဘတ်တာအရေပြောသွားပြီဆိုရင်တော့ marshmallow ကိုထည့်ပေးပါနော် marshmallow ကိုလည်းအရေပြောတဲ့အထိချိုးပေးလိုက်ပါတယ် marshmallow အရေပြောသွားပြီဆိုရင်တော့ milk powder ထည့်ပေးတယ်ပေါ့နော်စုဒီမှာက milk powder မရှိတဲ့အတွက်မသုံးထားတာဖြစ်ပါတယ်ပြီးသွားရင်တော့ကိုကိုအဖောင်တာလေးထည့်ပါတယ်ကိုကိုအဖောင်တာနေရာမှာလည်းအခြားကိုစားခြင်းနဲ့အရသာလေးကိုထည့်စားလို့ရပါတယ်အားလုံးသမအောင်မှွေပြီးသွားရင်ဆိုရင်တော့အခြားပါဝင်ပစ္စည်းတွေကိုထည့်ပေးပါနော်ဒီနေရာမှာနှုတ်မုံမသုံးထားတဲ့အတွက်မုတ်သားလေးကနည်းနည်းပြုံနေတယ်ပေါ့နော်တက်နိုင်မယ်ဆိုရင်တော့နှုတ်မုံလေးကိုထည့်သုံးပါလို့ပြောချင်ပါတယ်ပြီးသွားရင်တော့လေးတောက်ပုံစံပုံသွင်းပေးလိုက်ပါတယ်ဒီနေရာမှာလက်အိတ်မသုံးတာကပိုအဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်လက်အိတ်သုံးတဲ့အခါမှာတော့လက်အိတ်ကိုနည်းနည်းလေးကတ်တယ်ပေါ့နော်ကိုကိုအရသာနဲ့ဖြစ်တဲ့အတွက်အပေါ်မှာကိုကိုအဖောင်တာလေးဖြူပေးလိုက်ပါတယ်အားလုံးပြီးသွားရင်တော့ကိုစိတ်ကြိုက်အတုံးကြီးသေးလေးတုံးပြီးတော့စားနိုင်ပါပြီဒီရဲ့ biscuit လေးကလိုရတာလည်းအရန်လွယ်ကူပြီးပါဝင်ပစ္စည်းလေးရတဲ့အလွယ်တကူဝယ်လို့ရတယ်ပေါ့နော် marshmallow ဆိုလို့ရှိရင်ဂျပန်စူပါတော်တော်များများတွေမဟုတ်ဘဲနဲ့ရန်တရားဆိုင်မှာတောင်ရှိတဲ့အတွက်အရန်လည်းဈေးတန်တယ်ပေါ့နော်လှုပ်ရှားလို့ရတာအရန်တန်တယ်လို့ဆိုချင်ပါတယ်ကိုစားခြင်းနဲ့စစ်ဆန်လေးတွေနဲ့အသီးကြောင်လေးတွေကိုထည့်စားလို့ရနိုင်ပြီးကလေးတွေမဟုတ်ဘဲနဲ့လူကြီးတွေပါအကြိုက်တွေ့စေမဲ့ biscuit လေးဖြစ်တဲ့အတွက်တစ်ချိန်တစ်ခါလောက်တော့လှုပ်ရှားကြည့်ကြပါလို့ဆိုနေတိုက်တွန်းလိုက်ပါတယ်ဒါဆိုရင်တော့ကလေးတွေမဟုတ်ဘဲနဲ့လူကြီးတွေပါကြိုက်တွေ့စေမဲ့ snowflake marshmallow biscuit လေးရပါပြီကြည့်မယ်နော်ကြိုလေးပါနော်အထဲမှာလည်းကိုတက်ခြင်းနဲ့စေစံတွေအားလုံးထည့်လို့ရတယ်ဆိုတော့အဆင်ပြေတယ်။အိုဘာလည်းမလို့အပူပေးဖို့ဂျယ်လေးတစ်လုံးရှိအဆင်ပြေတယ်။ဒီမျိုးလေးလောက်တာပြီးတော့ဘူးထဲမှာထည့်ထားရင်ကိုစားခြင်းနဲ့ချင်းကိုဖိုက်စားတဲ့ချင်းယူစားလို့ရတယ်ပေါ့နော်။အဲ့ဒီတော့ပူတော့အဆင်ပြေတယ်။တော့လာရမ်းလက်ကူတယ်လက်လို့စားကြည့်ချင်ပါနော်။ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်။ Bye bye